Hello guys ကျွန်တော် Sky Blue ပါဒီနေ့မှာတော့မနေ့ကဆော့ခဲ့တဲ့ Gaza Market Series ဆိုတဲ့ game လေးကို rating ပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကတော့ graphic အနေနဲ့ကတော့ game ကနေထုတ်တဲ့ game ခုဆိုတဲ့အတိုင်းဆောင်းရောက်မှာတန်းတဲ့အနေထားနဲ့ထွက်ရှိလာခဲ့ရမျိုးဖြစ်တယ် Color lighting character ကားရဆိုရင်လည်းလုံးဝကျန်းတဲ့အနေထားတစ်ခုအနေနဲ့ထွက်ရှိလာခဲ့ရဖြစ်ပြီးတော့လုံးဝဆော့နေတဲ့ game တစ်ခုကိုခံစားရစေတာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ graphic ကို7 out of 10ပေးရပါတော့နောက်တစ်ခုကတော့ gameplay Gaza game ဖြစ်တဲ့အတွက်ကြောင့်ခါးတွေခိုးမယ်မတရားတွေစိုးမယ်မတရားတွေထိုးမယ်ဆိုတဲ့လူတွေကတော့ကြိုက်တွေ့နေမှာဖြစ်ပေမဲ့ကျွန်တော်တော့တိတ်ပြီးအဲ့လိုပြီးတော့ဟုတ်မနေဘူးပေါ့နော်ဘာလို့ဆိုတော့တနက်ပြည့်တဲ့ကောင်က Free Fire နဲ့တော့တူနာ Oh my god. game လေးကိုလေကျွန်တော်အနေနဲ့7 out of 10ပဲပေးရပါတော့ဒါကြီးကတော်တော်ကြီးနေတာတိုက်ကြီးကိုပြောတော့တိုက်ကြီးကိုပြောတော့နောက်တစ်ခုအနေနဲ့ကတော့ smooth ဖြစ်မဖြစ်ပေါ့နော်ဒီ game ကို GTA လို game မျိုးဆိုထင်မဲ့ထင်တာပေါ့နော်ဒါပေမဲ့ graphic အမြင့်ဆုံးမှာထားဆိုရတော့မှ60 fps မှာအငြိမ်ကြီးဆော့လို့ရတယ်ပေါ့နော် budget ဖုန်းတွေအတွက်လည်းဆော့လို့ကောင်းတဲ့ game လို့တော့မြင်နေပေါ့နော်ကြည့်ရတာတော်တော်လေးကို smooth ဖြစ်တဲ့အထက်မှာတော့ပါတယ်အဲ့ဒါကိုတော့9 out of 10လောက်တော့ပေးတယ်ပေါ့နော်နောက်တစ်ခုကတော့ game story ဒီလို game မျိုးတွေက story line မရှိတာများပေမဲ့ဒီ game မှာတော့ voice attacker တွေပါတယ်ကိုတေးချာငားပြီးတော့တေးချာလေးကို story line လေးကိုသူတို့လုပ်ပေးထားတယ်ပေါ့နော်ကျွန်တော်ကတော့ကြိုက်ပါတယ်story line ကတော့8 out of 10လောက်တော့ပေးတယ်ပေါ့ overall အနေနဲ့ average ပေးကြည့်ရမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ 7.5 out of 10လောက်တော့ပေးရပါတော့အစတော့ကျွန်တော်8 out of 10လောက်တော့ပေးမလို့ဒါပေမဲ့ကျွန်တော်တနေ့ပြည့်တဲ့ပုံစံကြီးကြားနေတယ်နော်ကျွန်တော်အနေနဲ့ဒီ game လေးကိုဆော့ဖို့ recommend ပေးပါတယ်ဆောင်းလေးဆော့လို့ကောင်းတဲ့အတွက်ဆော့ပြောရပါတော့